ဟိုဘက်ကဖြစ်နိုင်မဖြစ်နိုင်ဆိုတာတို့နဲ့မဆိုင်ပါဘူးဗျာတို့ကတော့အခြေအနေမှန်တိုင်းပဲပိုက်ဆံရှာမယ်သူများတွေကိုလည်းလိုက်ပြီးမနာလို့မဖြစ်ဘူးငါးမွေးရဲ့လုပ်ငန်းမှာအဓိကလောဘကြီးဖို့ပဲကြောက်ရတာလောင်လီမင်းပြောတာတကယ်မှန်တယ်ဗျမင်းပြောတဲ့စကားကိုငါမှတ်ထားလိုက်ပြီးနောက်ရက်ကျရင်ရွာထိပ်မှာလောဘမကြီးရဆိုပြီးကြောက်စာတိုင်းမှာထဲ့ထူပစ်ဦးမယ်ဟာဟာဟာဒီငါးတွေကအရွယ်စားနေနေသေးပေမဲ့အရေးသွေးကတော့မစိုးပါဘူးအေးကန်စနစ်တေချာလိုက်ပါနိုင်ရင်တော့စူပါမားကတ်ဖက်ကအဆင်ပြေပြေလက်ခံနိုင်မှာပါပစ္စည်းအပ်ဖို့အတွက်82နာရီတောင်မလိုတော့ဘူးအောင်မြင်မလားရှုံးနေမလားဆိုတာဒီတစ်ချိန်ပေါ်မှာပဲမူတည်နေပြီးသူသေးစွန်းငါးတွေကတော့အတော်ဆုံးနေရပြီးပထမအတုပ်ကတော့ပိတာချိန်1000ကီလို1000လောက်ရှိမယ်ဒါပေမဲ့စူပါမားကတ်နဲ့ချုပ်ထားတဲ့စာချုပ်ရဆိုရင်တော့ပိတာချိန်1000လောက်လိုသေးတယ်ဗျမနှက်ဖြန်ကြရင်ဘေးနာကရန်လီဝမ်ဘက်ကိုတွားကြည့်ကြတာပေါ့တကယ်လို့အဆင်မပြေရင်လည်းတခြားလမ်းကြောင်းကနေပဲဖြစ်ဖြစ်ရှာရမှာပဲဈေးပိုပေးရရင်တောင်ဒီလိုနေရဲ့ပမာဏကိုပြည့်အောင်ဖြည့်ရမယ်ဒီတစ်ခေါက်အော်ဒါသာပျက်စီးသွားရင်တို့ရဲ့အမှတ်တစိတ်ပါကုန်ပြီပဲနားလဲပါပြီတပြောင်ဒီကားကဘာလို့အေးမပေးတာလဲဗျအေးပေးစနစ်ပါတဲ့ကားဆိုရင်တရက်ကို9က8တူညာပေးရတယ်ဗျဒီကားကကြတော့နှစ်တူညာပဲပေးရတာအဲ့ဒီကနေတက်တာသွားတဲ့ဟာတွေကပိုက်ဆံတွေကြီးပဲလေစိတ်ချစမ်းပါဆောင်း3ထက်လောက်အုပ်ပြီးရေခဲအိတ်တွေထည့်ထားလိုက်မယ်4နာရီလောက်ခီးအတွက်နဲ့တော့ငါးတွေမတည်နိုင်ပါဘူးဗျာ